ဝေထိတ်တန်းကစားသမားများ Roman Reigns ဝေလက်ရှိထိတ်တန်းကစားသမားတဦးဖြစ်ပြီး Tribal Chief ဖြစ်လူသိများသည် Chiseled. Sikoa being attacked. Here at ringside. Universal Championship ကိုရှေ့လျားစွာကန်ဆယ်ထားသူဖြစ်ပြီး Nick Drew McIntyre Drew McIntyre ဝေရဲ့လူကြိုက်များသောကစားသမားတဦးဖြစ်ပြီးယခင်ကဝေ Championship အောက်ကိုရရှိခဲ့ဘူးသည်3ဆက်ရှိရာဘန်ကာ Sasha Banks မြို့သမီးကစားသမားများထဲမှတဦးဖြစ်ပြီး SmackDown Women's Championship ကိုမကြာခဏအနိုင်ရရှိသူဖြစ်သည်4ဘယောက်လက်စနာ Brock Lesnar Anybody on တင်ခါနဲ့အဖြစ်လူသိများပြီးဝင်းနေအဖာတို့တွင်အောင်မြင်စွာကစားခဲ့သူဖြစ်သည်ဘီယန်ဂျီလာ Bianca Belair Raw Women's Championship ကိုတိုင်ဆွဲထားသူဖြစ်ပြီးအားကောင်းသောအမျိုးသမီးကစားသမားတဦးအဖြစ်လူသိများသည်ဝေနှင့်ပတ်သက်သောအခြားအချက်များဝေသည်ကမ္ဘာတဝန်းရှိပရိသတ်များအတွက်ပြိုင်ပွဲများရုပ်သံအစီအစဉ်များနှင့် Pay-per-view ပွဲများကိုစဉ်ဆက်မပြတ်ထုတ်လွှင့်လျက်ရှိသည်ကစားသမားများသည်ဇလံတွဲများရုပ်ရှင်များနှင့်အခြားဖျော်ဖြေရေးလုပ်ငန်းများတွင်ပါဝင်လေ့ရှိသည်ဝေနှင့်ပတ်သက်သောနောက်ထပ်အချက်အလက်များကိုသိရှိလိုပါကဝေရုံးချုပ် website wecom သို့ဝင်ရောက်ကြည့်ရှုနိုင်ပါသည်